share ဂိမ်းနေတဲ့ action တွေပိုများလာမယ် Silent Hill F Silent Hill ကတော့ဒီကျွန်တော်တို့ horror game ကြိုက်တဲ့သူတွေတော်တော်များများမသိရသူမရှိတော့ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ Silent Hill ဟို P1 ခေတ်တည်းကအဲ့လို Silent Hill တို့ Silent Hill Shutter Memory ဘာညာလို့ PSP တို့ဘာလို့မှထွက်ပြီးတော့ horror game ကြိုက်တဲ့လူတော်တော်များများသဘောကျကြတယ်ဒီနှစ်ထဲမှာပဲပေါ့နော်ကျွန်တော်တို့ဒီ Silent Hill 2ကိုလည်း remake သူတို့ပြန်ထုတ်ထားတယ်အဲ့တော့အခု September မှာ Silent Hill ရဲ့နောက်ဆုံး sequel လို့ပြောလို့ရတယ်နောက်ဆုံးဖတ်မဲ့ game ရော Silent Hill F Silent Hill F ကဟိုနေ့က IGN State of Play ပေါ့နော် PS PlayStation ရဲ့ State of Play ပွဲမှာသူတို့ Silent Hill F ရဲ့ဒီ trailer အသစ်ကိုထုတ်ပြတယ် September 25မှာထွက်မယ်အခု pre-order တင်လို့ရနေပြီပေါ့နော်ဆိုတော့အဲ့ဒီထဲမှာပါလာတဲ့ trailer ကိုကြည့်ပြီးတော့အကုန်လုံးက surprise တော့ဖြစ်သွားကြတယ်အဓိကကတော့ action တွေများလာမှာပါဒါသူတို့ကိုယ်တိုင်လည်းပြောလိုက်တယ် action တွေဒီ Silent Hill 2 remake တုန်းကထပ်ပို့ပြီးတော့ action တွေပိုများမယ်ပြောရတော့ပိုစောပိုနှံ့ရမယ်ပိုချရမယ်ပေါ့ဗျာဆိုတော့ trailer မှာကြည့်တော့လေဒီဟီနာကိုလေးကတံပိုက်ချောင်းကင်ပြီးတော့ monster တွေကိုလိုက်ရိုက်နေရတာတွေ့ရတာပဲကျွန်တော်တို့စိုးရင်ရတာတခုက Resident Evil တုန်းကလိုမျိုးပေါ့နော် Resident Evil တော့ Resident Evil 7မှာကြိုက်တဲ့သူတွေကြိုက်ကြတယ် Resident Evil တကယ် main နှစ်သားတာတခုပျောက်သွားတယ်အဲ့ဒါ horror ပဲ horror ပျောက်ပြီးတော့အဲ့လိုတရေတွေကထွင်ရရင်နားတယ်မသိရဲဆိုတဲ့ဟာကြီးကအဲ့လိုမျိုးတွေ့ကြရမဲမြင်လိုက်ရမ်းနေမိတာတို့တွေ့ကြအကုန်ပြစ်နေတာတို့ပါဆိုတော့မှုနည်းနည်းပျောက်သွားတယ်ဆိုတော့ Silent Hill F ကိုလည်းအဲ့ဒီလိုဖြစ်မှာတော့နည်းနည်းဆိုးရဆိုတော့ဆိုးရတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှာကိုဆိုးရတယ် action တွေအများများပြီးတော့ horror game နဲ့မတူတော့ဘဲနဲ့ action game လိုများဖြစ်သွားမလားပေါ့ဒါပေမဲ့သူတို့ကလည်းအဲ့လိုမျိုးကတော့မဖြစ်စေရဘူးလို့အာမခံထားတယ် survival ပို့ပြီးတော့ဆန်မဲ့မှုကိုရမယ်ပေါ့အဲ့ဒါကြောင့်လည်း main character ကို complete ထားတာလားမသိဘူးပြောထွေလာကြည့်ရတော့ကတော့မိုင်မှာ Unreal Engine ကိုပဲသုံးထားတယ်ကင်းရလဲ PS5 ပေါ်မှာတော့ port shot နေမှာပဲ PC ပေါ်မှာတော့ requirement သိပ်ပြီးတော့လိုမဲ့ပုံတော့မမြင်ဘူးဘာလို့ဆိုတော့ကိုတွေကကိုနာမီက optimization တော်တော်ကောင်းတယ်ကိုလူတော့ Silent Hill ဆော့နေတဲ့သူတွေ Silent Hill ဆော့ဘူးတဲ့သူတွေရှိလား Silent Hill app ကိုမျှော်နေကြတာကျေးဇူးတင်ပါတယ်